လူကြီးမင်းတို့အခုမြင်နေရတာကတော့ကိုရီးယားမင်းသားမဟုတ်ပါဘူးတစ်ခေတ်တစ်ခါကမြန်မာနိုင်ငံမှာအမျိုးသမီးတွေရဲ့အသေးဆွဲရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်အစိုးရဆရာဝန်တူဦးဖြစ်တဲ့ဦးစိုးသူပဲဖြစ်ပါတယ်ဦးစိုးသူဒီအကယ်ဒမီစုရရုပ်ရှင်သရုပ်ဆောင်အစိုးရတူဦးဖြစ်ပြီးတဘောတော်စီးတီးခွေ17ခွေထုတ်ဝေခဲ့ပါတယ်ရုပ်ရှင်ဇာတ်ကားပေါင်း100ကျော်ဗီဒီယိုဇာတ်ကားပေါင်း200ကျော်ရိုက်ကူးခဲ့တဲ့ဝါရင်သရုပ်ဆောင်အမှုပညာရှင်တူဦးလည်းဖြစ်ပါတယ်ဦးစိုးသူကို1965ခုနှစ်နိုဝင်ဘာလ30ရက်တွင်တောင်ကြီးမြို့၌မွေးဖွားခဲ့ပါတယ်အဖဦးခင်မောင်လင်းဆယ်မြောင်းတိုင်းဦးစီးမှုနှင့်မိတော်ခင်သူသာဗဟိုတရားရုံးရှိနေတို့၏တူဦးတဲ့သောသားလည်းဖြစ်ပါတယ်နမီအရင်မှာတော့စိုးသူလွင်ဖြစ်ပြီးငယ်နမီမှာတော့ကိုလွင်ပဲဖြစ်ပါတယ်မွေးချင်း3ယောက်ရှိပြီးအမ1ယောက်ညီမ1ယောက်လည်းရှိပါတယ်1996ခုနှစ်တွင်စေးသက္ကသိုလ်ရန်ကုန်မှဆရာဝန်ဘွဲ့ရရှိခဲ့ပါတယ်အမှုပညာလှူရှားမှုအနေနဲ့ဒါရိုက်တာစာရေးဆရာဦးကျော်နိုင်၏နန္ဒာလူးချင်းဗတ်ဖူးချင်းဇာတ်ကားနှင့်ပိတ်ကားပေါ်ရောက်ရှိခဲ့တော်လဲ1983ခုနှစ်တွင်မိုက်ကျွေးမိုက်ပြည့်ရုပ်ရှင်ဇာတ်ကားကြီးဖြင့်အမှုပညာလောကထဲသို့တချိန်တွင်နာမည်ကြီးလာခဲ့ပါတယ်မိုက်ကျွေးမိုက်ပြည့်ဆိုတဲ့ထိုရုပ်ရှင်ဇာတ်ကားကြီးမှာမင်းသမီးခိုင်ခင်ဦးနှင့်တွဲဖက်သရုပ်ဆောင်ခဲ့ပြီးပထမအဦးဆုံးသောတကူတော်တိတ်စီတီးခွေမှာရီးသားလေးအချစ်ရဲ့မှတ်တမ်းအား1985ခုနှစ်တွင်ထုတ်ဝေခဲ့ပါတယ်ဦးစိုးသူသည်ရေကူးချင်းစပိန်စီချင်းစကိတ်စီချင်းဂျူရိုခလာတီးတို့ကိုဝါသနာပါသူတူဦးလည်းဖြစ်ပါတယ်လက်ရှိအချိန်တွင်အမှုပညာလောကမှာခေတ္တအနားယူပြီးအမေရိကန်ပြည်ထောင်စုတွင်နေထိုင်နေတာလည်းဖြစ်ပါတယ်ခင်ဗျာ